အားလုံးပဲမင်္ဂလာပါကျွန်တော်တို့တူလို့ပါတယ်ဒီဗီဒီယိုမှာတော့ကျွန်တော်ရှေ့စီလောင်းဗီဒီယိုတော့ပြောခဲ့တဲ့ထက်မှာ chat တစ်ခုမှားတာဖြစ်တဲ့အတွက်အမှန်အောင်လာပြန်ပြောပြရပါဘာမှမလဲဆိုတော့ကျွန်တော်စီလောင်းပတ်စစ်ကို random ရရလို့ပြောပြတာပါတကယ် random ရတာမဟုတ်ပါဘူးကိုကြိုက်တာကိုယူလို့ရပါတယ်ဘယ်လိုယူရလဲဆိုတော့လန်အောက်မှာစာလေးပါပါတယ်ဆိုတော့အဲ့ဒီစာကကိုလိုချင်တဲ့ပတ်စစ်ဆိုရင်ယူလို့ရပြီးတော့ကိုမလိုချင်ကြော်လို့ရပါတယ်ကျွန်တော်ကဘယ်လိုဖြစ်ပြီးတော့ random ရရလို့ထင်သွားတယ်ဆိုတော့အဲ့ဒီစီလောင်းလှန်လေးအောက်ကစာကိုမမြင်တာပါစာမမြင်ဘူးဆိုတာဖြစ်ကောဖြစ်နိုင်ရလားဆိုပြီးတော့မေးရတော့လည်းထိပါပဲကျွန်တော်လည်းစာမြင်ပြီးတော့တော်တော်လန့်သွားတာပါလိုပဲဖြစ်ဖြစ်ကျွန်တော်ပြောတဲ့ချက်ကမှားတော့ပါတယ်တောင်းပန်ပါတယ်ကျွန်တော်အားလည်းနာပါတယ်ကျွန်တော်ဗီဒီယိုမှာလို့ချက်လက်မှားကျွန်တော်မပါချင်ပါဘူးလူမှလည်းပါချင်မှာမဟုတ်ပါဘူးမတိလိုက်လို့အချက်လက်ကြံခဲ့တာကလည်းတော်ပါသေးတယ်မတိလိုက်လို့အမှားကြီးဖြစ်သွားတယ်ဆိုတာမကောင်းပါဘူးနောက်ဗီဒီယိုကျရင်ကျွန်တော်မပါအကောင်းဆုံးကြိုးစားပါမယ်စာပေးချတဲ့ရောက်ချင်းစီတိုင်းကိုကျွန်တော်ကျေးဇူးတင်ပါတယ်အစစ်ကယူချင်တာယူလို့ရပြီဆိုတော့ပွဲရအောင်ကြအောင်ဘယ်လိုဆိုရမလဲဆိုတော့ကျွန်တော်ပြောပြပါမယ်ဒါကတော့ကိုစောမဲ line နဲ့ပုံမှာပို့ပြပါတယ်ဒီပွဲလိုမျိုးအလူကန်နဲ့အထောင်းဆောင်းမယ်ဆိုလို့ရှိရင် Virtual Enemy Damage ဒါက skill ခါသုံးရင် Hybrid Defense 90ရတဲ့ပတ်စစ်ပါ Control Immunity and Life Steal ဒါက Purify လိုမျိုးရတဲ့ပတ်စစ်ပါ Low HP ရှိဒါကသွေးနေသွားလို့ရှိရင်ရှိရမယ့်ပတ်စစ်ပါဒီပတ်စစ်သုံးခုကအလူကန်အထောင်းဆောင်းမယ်ဆိုလို့ရှိရင်အကျန်းလုံးပါပဲကျန်တဲ့ကူကပတ်စံရဖို့ chance ရဲ့ပတ်စံရဲ့ skill ခါတော့ရင်တစ်စက္ကန့်ခဲတော့ရဲ့ပတ်စံဖြစ်ပါတယ်။အဲဒီပတ်စံနှစ်ခုကမကောင်းတာတော့မဟုတ်ပေမဲ့အဲဒီပတ်စံနှစ်ခုယူလိုက်မယ်ဆိုရင်လူကကအရင်ပြောပြီးတော့တေဖို့ chance ပိုများပါတယ်။ကျွန်တော်ဆိုရင်ယူချင်တာယူလို့ရတယ်ဆိုတာမသိတော့ပထမဆုံးတွေးတဲ့လန်၃ခုယူချလိုက်တာပေါ့နော်။ဒီခါတည်းယူတဲ့ပတ်စံတွေကတစ်ခုပဲပါပါတယ်။အဲ့လိုပဲဆော့ပြီးတော့ကျွန်တော် run တင်ခဲ့တာပါ။အခုယူချင်တာယူလို့ရပြီဆိုတော့ပွဲတိုင်းကိုကျန်းအောင်ဆော့လို့ရပါပြီ။လူကထောင်မှုပဲနဲ့ဟာနာဘီအထောင်နဲ့ဆောင်းဆိုရင်ကိုပန်းတဲ့ဒါပတ်စံရဖို့ chance ရှိတဲ့ပတ်စံပါ Control Immunity and Life Steal Low HP ရှိဒီတော့ကိုရောပါတနေ့နှစ်ခုက skill 3မှရမှာဖြစ်တဲ့အတွက် skill မပါတဲ့ဟာနာဘီကယူကိုမြည်တယ်မဟုတ်အခု update အစ်မှာပြောစရာတွေများတယ်ဆိုပေမဲ့ဒီအမှားကိုကျွန်တော်မကြောသားချင်လို့ဒီဗီဒီယိုအရင်လောက်လိုက်တာပါဟာနာဘီအထောင်ဆောင်းမယ်ဆိုလို့ရှိရင် update အစ်မှာပါလာတဲ့ကတစ်ခုကတော်တော်လေးလိုက်ပါတယ် dimensional shot ပါဒီကဟာနာဘီနဲ့သူပြစ်မဲ့ဟီရိုရဲ့ဂျာမှာဝင်းဝေးတယ်လို့ damage ထွက်တာပါ dimensional shot ကကျန်းတယ်ဆိုပေမဲ့ကိုမှ golden step မပေါဆိုတော့ golden step ပြရတဲ့ကကိုပဲပို့ပြီးယူတယ်မှာလေ golden step ရဲ့ damage ပို့ပြီးထွက်ပါတယ် dimensional shot က rain hero ရဲ့အားလုံးနဲ့ light တယ်ဆိုပေမဲ့ဟာနာဘီနဲ့ပို့လိုက်ရတဲ့အကြောင်းရင်းကဟာနာဘီကသူပထမဆုံးပြလိုက်တဲ့ hero ကသူနဲ့အနီးဆုံးမှာရှိရပါ channel bounce back ထွက်တဲ့ damage ကပို့ပြီးတော့ဝေးတဲ့ hero စီသွားတာဖြစ်တဲ့အတွက်ဝေးတွေ damage ပို့ထွက်လေဖြစ်တဲ့ dimensional shot ကဟာနာဘီနဲ့လိုက်ဆုံးပါ dimensional shot ကယူထားလို့ရှိရင်ဟာနာဘီကိုဘယ်ဘက်တောင်းဖြစ်ဖြစ်ညာဘက်တောင်းဖြစ်ဖြစ်တစ်ဘက်မှာထားပါအလဲခေါ်ကြီးမှမထားပါနဲ့ဝေးလေကောင်းနေမလို့ပါဆိုတော့ဒီဗီဒီယိုကကျွန်တော်အမားကိုအမှန်ပြန်ပြင်ရင်းနဲ့ update တင်မှာပါလာတဲ့ထက်ကတစ်ကအကြောင်းပြောပြခဲ့ရဖြစ်ပါတယ်ဆုံးဖြတ်ကြည့်ပေးခဲ့တဲ့အတွက်ကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုကျမှပြန်တွေ့ပါမယ်